1988ခုနှစ်တင်ကြမ်းမကြမီနွေရာသီရဲ့ပူပင်းချော်တွေ့တဲ့ညနေခင်းအချိန်ခါကျွန်တော်နာမည်ကတူးလို့ခေါ်တယ်ဗျတောက်တောက်ဆဆရှက်ကီမန်တယောက်ဆိုတော့ဗျာဒီရက်ွက်လေးရဲ့အလယ်မှာတဘာဝရီရင်ခြေကြီးတကန်ရှိတယ်ဗျအဲ့ဒီကန်ကြီးတကန်လုံးကဒီရက်ွက်ရဲ့ငွေချံပေါက်ဖြစ်တဲ့ကျွန်တော်အကတော့အပိုင်စားရထားတယ်လို့ဖြစ်နေတဲ့ရွှေတွင်းငွေတွင်းကြီးလို့ဖြစ်နေတာပေါ့ဗျာကျွန်တော်တို့ဒီရေအိုင်ကြီးရှိနေသူရဲ့ငွေမရှားဘူးဗျဒီရေအိုင်ကြီးကတနစ်ပတ်လုံးတောက်ရေသုံးရေရတယ်လို့စောင်းအကုံနှွေအကူရေခမ်းတဲ့အချိန်ဆိုကျွန်တော်အတွက်တော့ပိတ်ဆန်ရှာရအလွယ်ဆုံးအချိန်ပဲဗျို့မိုးရင်းဆိုရင်ကညွတ်ခင်းကစွန်းခင်းတွေအပြင်ငခူးငစင်ရိုင်းငရငါးဖြီမှာနဲ့ငကြီးအိုးငါးမျိုးစုံအစုံပါပဲဗျာရေကန်ကငမွေးရီချောင်းနဲ့ဆက်နေတာဗျငါးထောင်မလားဂိုင်းထောင်မလားကွန်းချမလားငါးများတဲ့အလောက်ကကျွန်တော်အကြိုက်ဆုံးနဲ့အထူးချွန်ဆုံးဝါဒနာလိဒါကြောင့်ငွေကတော့ဖော့ဖော့တီတီဝင်တယ်ဗျဒီနေ့ຫນွေမှာကန်က6ခန်းကြပြူဤဆိုတာနဲ့ကျွန်တော်ဥဆောင်ပြီးတရက်ကွက်လုံးကအိုင်ပတ်ကြဝိုင်းကူကြရင်ငါးရီပစွန်းတွေလည်းအတော်များများရထားလို့ဒီနေ့ပိတ်ဆန်များများရထားတယ်ကျွန်တော်ဆိုတဲ့ကောင်ကလက်ထဲငွေရှိရင်လုံးဝမနှမျောတတ်ဘူးမိဘနဲ့အိမ်အတွက်ဟင်းစားအိမ်စရိတ်အကုန်ပြန်အပ်တယ်ရက်ွက်ထဲနွမ်းပါအစင်မပြေတဲ့သူတွေကိုဟင်းစားတွေပေးတယ်ဖုတ်ကြီးเจ้าအတွက်လည်းစွန်ကပ်ဝေယဝိစာလုပ်တာခလီးတွေနဲ့လည်းမူးလာရင်စော့တယ်မုံဖိုးတွေပြီးမွန့်တွေဝဲကျွေးတယ်တရက်ကွက်လုံးရဲ့တာရင်နာရေးတိုင်းမှာလည်းမကြီးမညူတက်တက်ကြွကြွကူပေးတတ်လို့ကျွန်တော်ကိုချစ်ကြချင်းကြပြီးမုန်းတဲ့သူရဲ့လို့မရှိသလောက်ရှားတယ်ဒါပေမဲ့ကျွန်တော်မှာအပြစ်ပြောစရာလေးလို့ရှိတယ်ပါဗျသူများအသက်နဲ့ရင်းပြီးအသက်မွေးတဲ့ဘာနာတိပါဒအကုသိုလ်ကံလေးရဲ့နောက်တစ်ခုကတော့ရှက်ကီအရန်ကြိုက်တောက်လိုက်ရင်လူမှန်းသူမှန်းမသိအောင်ပလက်ကျွတ်သွားတဲ့အထိမူးတက်တဲ့အကျင့်လေးတော့အတော်ဆိုးတယ်ပါဗျအဲ့ဒီညာက88ခုနဲ့ဒီအချင်းကာလမာရှယ်လောထုတ်ထားခြင်းမို့အရက်ဆိုင်ရှင်ကအချင်းလက်လာတော့ကိုတိုးဦးကိုစိုက်ပိတ်ကြီးအတင်းနှင်းလွတ်လိုက်ပါတော့တယ်အမူးလော်နေတဲ့ကိုတိုးဦးကပါဆယ်ရက်ဘလူးနဲ့အမီးအမဲစားကြော်တို့ကိုဆွဲပြီးလူသူကဲမဲ့နေတဲ့လမ်းမကြီးပေါ်မှာတအီးတရိုင်နဲ့တချင်းတွေတပုပြီးတပုမနာနိုင်အော်ဟစ်ဆိုရင်ပြန်လာခဲ့တယ်သူ့နောက်ကနေနဲ့ရက်ွက်ထဲကခွေးလွင်တအုပ်ကတဝုတ်ဝုတ်နဲ့ဟောင်းရင်ဥရင်စုညောင်းစွာဝန်ယွလို့ပေါ့ဘိုင်အောင်လို့ပစိုးလေးအသားမစေအိမ်သားတဲ့ချီထိုင်ပါပါဇက်ကစေးလေးမိဘွားကလက်ဦးပေါ်ကြရုပ်ရည်တော့ငါလမ်းပြန်သွားလမ်းပြန်လို့ငါထားခုံမငယ်ရင်းနဲ့အပေါ်ကတန်းနဲ့မိတ်ဆက်သွားအိမ်မြောင်ကြီးရုပ်တရက်ပကုံးတမ်းမဖိတ်ပဲပြုံးသာကြလာငါပင်ပြောင်းကြီးအိမ်သားတကားဖွင့်ထွက်ပြေးရဲ့ပစိုးပါမလားLet's go! The clock strikes 12, the old year fades. The sun comes up on brighter days. The wait is over, the rhythm clicks. Welcome to 20.